အကျံဖတ်စတက်ထမအလေးကြအမှုတန်တာဝန်ထမ်းဆောင်ပြီးသူများကိုသာပြည်ပအလုပ်အကိုင်များစွာပုံမဦးစားပေးစီလွှမ်းရဲစတက်အလက်အောက်ခံအလုသမားဝန်ကြီးခမောင်စိုးကညွှန်ကြားပြောဆိုလာကြောင်းနေပြည်တော်အလုသမားညွှန်ကြားရေးဦးစီးဌာနတရင်ရဲမြတ်ထမတီးရပါရယ်အောက်ကစလာ3ရက်နေ့တွင်နေပြည်တော်ရှိအလုသမားဝန်ကြီးဌာနတွင်ကျင်းပသည့်စမှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများအတွက်အလုကိုင်အခွင့်အလမ်းဆိုင်ရာဆွေးနွေးပွဲ၌အလုသမားဝန်ကြီးကရန်ကေသို့ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းအဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူအလုသမားညွှန်ကြားရေးဦးစီးဌာနတရင်ရဲမြတ်ကပြောဆိုထားပါရယ်လက်ရှိမှာလူငယ်တွေပြည်ပကိုအလုသမားအဖြစ်ထွက်ခွာရများလာတဲ့အတွက်လူစွမ်းအားအရင်မြဲဆုံးရှုံးမှုနဲ့ပြည်သူအလုသမားရှားပါမှုပြဿနာဖြစ်လာနေပါတယ်။တာမျိုးကိုရှော့ချဖို့သမရအကျံဖတ်ကောင်းဆောင်မဲ့အွန်လိုင်းကကင်တွေဖို့ညွှန်ကြားထားတဲ့အတွက်အလုလုံနိုင်တဲ့လူငယ်တွေပြည်ပအလုအကိုင်နဲ့တွားရောက်တာတွေကိုပုံမစီစကန်တပ်ဖို့ညွှန်ကြားထားပါတယ်။နောက်တစ်ချက်ကတော့စမှုထမ်းတာဝန်ထမ်းဆောင်သူများပြည်သူတွေအလုအကိုင်တွေမှာပုံမဦးစားပေးစေလို့ဖို့ညွှန်ကြားထားပါတယ်။ agency တွေအနေနဲ့စမှုထမ်းဆောင်ပြီးသူတွေကိုအတိအကဦးစားပေးစေလို့ရန်မြင်ဆန်ဆန်နဲ့အလုသမားဝန်ကြီးဌာနဘက်ကဦးစားပေးဆောင်ရွက်ပေးဖို့ညွှန်ကြားထားတယ်လို့အလုသမားညွှန်ကြားရေးဦးစီးဌာနတရင်ရဲမြတ်ကပြောဆိုထားပါတယ်။လက်တလို့စမှုထမ်းတာဝန်ထမ်းဆောင်သူများကိုလောင်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ MOU စနစ်ဖြင့်အလုသမားများအဖြစ်ဆေလွန်နိုင်ရေးစီစဉ်လျက်ရှိကြောင်းသိရှိရပါတယ်။စမှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများကိုပြည်ပသို့ဆေလွန်နိုင်ရေးအတွက်စတက်ကအလုလုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဖွဲ့စည်းထားပြီးရင်းကော်မတီကစမှုထမ်းတာဝန်ကိုခြေပွန်စွာထမ်းဆောင်ခဲ့သူများအားပြည်သွင်းနဲ့ပြည်ပလုပ်ကိုင်များရရှိရေးဆောင်ရွက်ပေးနေကြောင်းစမှုထမ်းပြီးပါကပြည်သွင်းအလုလိုပါကမြန်မာနိုင်ငံပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA နဲ့ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ agency များနဲ့ချိတ်ဆက်၍အလုပ်အကိုင်ရရှိစေရေးလှုံ့ဆော်ပေးရန်ခမောင်စုကညွှန်ကြားထားပါရယ်။ပြင်အပြင်စမှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများအပါအဝင်ပြည်ပသို့အလုပ်သမားစေလွှမ်းမှုများသောမလိုအပ်သည့်လုပ်ငန်းစဉ်များကိုစောချဆောင်ရွက်ရန်ပြည်ပလုပ်သားစေကွက်များရရှိစေရေးပြည်တွင်းလုပ်သားအင်အားဆုံးရှုံးမှုမရှိစေရေးကိုကြီးကြပ်ဆောင်ရွက်ရန်သူတို့ကိုလည်းခမောင်စုကညွှန်ကြားကြောင်းသိရှိရပါရယ်။